အဲ့ဒါဒီမှာ2ကိုတော့အဲ့တော့ download A9 တက်ပါပြင်ကိုတော့ဒီ idea ကမှန်လေးပြင်ကိုနိုင်တော့ဒီဆောနာ idea တဲ့ဆက်ရ idea တဲ့တဲ့ဟိုဒီအဲ့လို individual ဆိုအဲ့တော့ပြင်လုတ်from တကိုင်းကသွားမှာဟုတ်နော်အဲ့တော့ဒီနေလိုက်ဟုတ်လားပြင်ကို select ကို all လုပ်လိုက်ပြီးအဲ့လေ set ဒီမှာတိလုပ်လိုက်တာလေcreate program သွားလိုက်ပြီးဒီတော့ဝင်နေတာဒီ upload profile ပြီးရင်ဒီမှာ apply profile နဲ့ပတ်သက်ဒါလေး close ပြန်လုပ်လိုက်ဒီလိုပဲမှာပတ်သက်ဟုတ်နော်ပြီးတော့လေး apply ID လေးကြည့်လိုက်ကြလားဒါလေးနဲ့ဒီ lesson ရဲ့ scale လေးတွေထည့်ခြင်းထည့်ပေါ့ဟုတ်နော်အဲ့လိုပဲဒီကောင်လေး item စားပါအဲ့တော့ download လုပ်တော့